Okay, chapter 2 elements command and matrix ကိုပြောရအောင်အဲ့တော့ elements ဆိုပါ elements ဆိုတာက substance တစ်ခုရှိတယ်အဲ့ဒီ substance တွေကိုကျွန်တော်တို့ကြည့်တယ်เนาะအဲ့ substance တွေကို chemically ကျွန်တော်တို့က split လုပ်ကြည့်တယ်ဆိုခွဲထုတ်ကြည့်ဆိုခွဲထုတ်လို့မရအောင်တစ်မျိုးလေးပဲရ only one type of atom ပဲပါတယ်ဆိုရင်အဲ့ဒါ elements ဆိုတော့ဆို example ဒီဘက်ပုံဆိုရင်ကျွန်တော်တို့ကဒီ substance မှာကျွန်တော် magnesium atom လေးကြီးပဲပါတယ်ဆိုတော့ဘယ်လိုနည်းနဲ့ပဲခွဲထုတ်ဆို atom က magnesium atom လေးပဲစုထားတယ်ဒါကိုကျွန်တော်တို့ magnesium element လို့သုံးတယ်ဆိုတော့ဒီမှာတော့ကျွန်တော်တို့ oxygen atom ဆိုတော့ molecule တွေထည့်ထားတယ်ဆိုတော့သူ့ကိုကျွန်တော် split လုပ်ရင်လေ oxygen atom တစ်မျိုးလေးပဲရမယ်ဆိုတော့ diamond ကို split လုပ်ချင်လေ carbon atom တစ်မျိုးပဲရဒါကြောင့်မလို့ဒါ magnesium elements oxygen elements and so carbon element သုံးလို့ရတယ်အဲ့တော့ elements ပေါင်း118 elements ရှိတယ် so most occur naturally so nearly 90 elements so naturally occurs ဖြစ်တယ် some 30 elements natural occurs artificially ဖြစ်တယ်အဲ့တော့ compounds ကကြတော့ပါဆို compounds က2 or substance တစ်ခုရှိတယ်အဲ့ဒီ substance ထဲမှာ so 2 or more atoms or elements ပါရမယ် so နံပါတ်2 or more different elements ဖြစ်ရမယ် so ပြီးရင်အဲ့ဒီ2 or more different elements က chemically combined လုပ်ထားရမယ် so ဒါကြောင့်မလို့ chemically combined in fixed proportion ပေါ့နော် so fixed proportion နဲ့ chemically combined လုပ်ထားရမယ်ဒါကိုကျွန်တော်တို့ဘာလို့ခေါ်ဆို compound လို့ခေါ်တယ် so အောက်ကပုံမှာကျွန်တော်တို့ကြည့်အောင် so ဒါ water ရေ silicon dioxide ရေကျွန်တော်တို့ sodium chloride so water မှာကျွန်တော်တို့က so အနီလေးက oxygen so ဖြူလေးက hydrogen ခဲတော့ so ဒီထဲမှာ so two or more different so elements ပါမယ် oxygen elements ရေ hydrogen elements ပါမယ်သူတို့အားလုံးဒီကျွန်တော်တို့ကchemically combine လုပ်ထားတယ် so chemical bond နဲ့ချိတ်ထားတယ်ဒီမှာတော့ covalent bond နဲ့ချိတ်ထားတယ်ပေါ့နော်အဲ့တော့ fixed proportion မှာ hydrogen နှလုံးဆိုရင် oxygen တစ်လုံးမှာတော့ H2O ပါတော့ silicon dioxide ကလည်းအဲ့တိုင်းပါတော့ silicon dioxide မှာကျွန်တော်တို့ကဒီဘက်မှာဒါကအနီရောင်လေးက oxygen မှာဆိုလက်ရောင်လေးက silicon မှာအဲ့တော့ silicon နဲ့ oxygen နဲ့ ratio ကဆိုတော့ဘာလောက်ရှိလဲဆိုတော့ silicon တစ်လုံးဆိုရင် oxygen နှလုံးနဲ့ကျွန်တော်တို့က 1:2 proportion နဲ့ဆိုတော့ chemically combine လုပ်ထားတာဒါကြောင့်လို့သူ့ကိုလည်း compound ဆိုခေါ်ပါတယ်အဲ့တော့ sodium chloride ဒီဘက်ကပုံကဒီဘက်ကဆို gray color က sodium ဆို green က chlorine ပါအဲ့တော့ sodium နဲ့ chlorine atoms တွေ two or more different elements ဖြစ်မယ် chemically combine လုပ်ထားမယ်ဒီမှာတော့ ionic bond နဲ့ကျွန်တော်တို့ချိတ်ထားပါတယ်ဆိုတော့နောက်တော့တင်မှာအဲ့တော့ blood ratio လေးဆို fixed proportion 1:1 နဲ့လုပ်ထားတယ်ဒါကြောင့်မို့ဒါကိုဘာလို့ခေါ်လဲဆိုတော့ compound ဆိုသုံးပါတယ်so mixtures ကတော့ two or more different elements ဖြစ်မယ် so two or more different elements လေးဖြစ်နိုင်တယ် two or more different compounds တွေဖြစ်နိုင်ဆိုတာကelement လေးဖြစ်နိုင်တယ် compound လေးဖြစ်နိုင်တယ်ဒါပေမဲ့ so two or more ဖြစ်ရမယ် so နှစ်ခုတည်းပို့ရမယ် sorry နှစ်ခုတည်းပို့ရမယ် so ဒါပေမဲ့ so compound နဲ့မတူတာ not chemically combined ပါ so ဘာလို့ရမလဲ just physically mix ပါ just physically mix ဖြစ်ပါ and in any proportion so proportion မှန်လို့မရပါအဲ့တော့ so ခုနပြောတဲ့ so two or more different substance ဖြစ်ရမယ် two or more different substance ကမျိုးစုံဖြစ်နိုင် so element so 1 နဲ့ element 2ပေါ့မတူတဲ့ element နှစ်ခု mix လုပ်ထားတာဖြစ်နိုင်တယ် so မတူတဲ့ compound နှစ်ခု mix လုပ်ထားတာဖြစ်နိုင်တယ်ဒါမှမဟုတ် element နဲ့ compound နဲ့ mix လုပ်ထားတာဖြစ်နိုင်တယ် so ပထမပုံက element mix လုပ်ထားတာ so oxygen element ရေ so nitrogen element ရေ mix လုပ်ထားတာ so ဒုတိယပုံက compound CO2 ဆိုတဲ့ compound နဲ့ H2O ဆိုတဲ့ compound နဲ့ mix လုပ်ထားတာ so နောက်ဆုံးပုံကတော့ element နဲ့ compound mix လုပ်ထားတာ so nitrogen ဆိုတဲ့ element နဲ့ CO2 ဆိုတဲ့ compound နဲ့ mix လုပ်ထားတာပါ
Okay ဒါဆိုရင်ကျွန်တော်တို့က compound နဲ့စာ mixtures နဲ့မှာ difference ဖြစ်တာ၃ခုကိုကျွန်တော်တို့မှတ်မိရပါဆိုတော့ဘာဒီ difference ဖြစ်လဲဆို PPS လို့ကျွန်တော်တို့မှတ်ပါတယ်ဆို P တစ်လုံးကပါလဲလို့မြင်ဆို P yes ပါနော် P တစ်လုံးကပါလဲဆို proportions ပါကျွန်တော်တို့သိပြီးသားဆို compound is fixed proportion မှာဆို compound က၃ချက်ပါနော်two or more different elements ဖြစ်ရမယ် chemically combined in fixed proportion ဆို3ချက်ဖြစ်ရမယ် so mixtures ကတော့ pass any proportion two or more different substance ဖြစ်ရမယ် not chemically combined in fixed proportion ဖြစ်ရမယ်အဲ့တော့ကျွန်တော်တို့က properties ကလည်းလုံးဝကွာသွားပါတယ်ဘာလို့လဲလို့မြင်ဆို compounds ကခုနပြောတဲ့ကျွန်တော်တို့ဒီဘက်မှာ compound ဆိုရင်ဥပမာကျွန်တော် CO2 ကိုကျွန်တော်ကြည့်အောင်ဒါ CO2 ပါဆိုအနီရောင်လေးက oxygen မဲရောင်လေးက carbon အဲ CO2 ဆိုရင် carbon element နဲ့ oxygen element နဲ့ပေါင်းထားတာ carbon dioxide compound ဆိုပြီးဖြစ်လာအဲ့တော့ carbon dioxide compound ရဲ့ property စီ carbon element နဲ့ oxygen element ရဲ့ property လုံးဝမရှိတော့ဘဲနဲ့ new properties ဖြစ်သွားတယ်အဲ့တော့ quite different properties so compound property is quite different property from the elements ပါအဲ့တော့ mixtures ကတော့ so mixtures ထဲမှာတော့ elements စီ compound စီဒါမှမဟုတ် elements စီ compound တွေ mix ဖြစ်တဲ့အခါသူတို့ရဲ့ properties ကို keep လုပ်ထားပါတယ်အဲ့တော့သူတို့ separate လုပ်လိုက်ပြီဆိုရင်သူတို့ရဲ့ properties ပြန်ရတယ် so just mix ပဲဆိုတဲ့အတွက် chemically combine လုပ်ပြီးတော့ new properties မရမတော့ဘူးเนาะဒါကကျွန်တော် nitrogen ဒါက carbon dioxide အဲ့တော့ nitrogen ကလည်း nitrogen property တက်ရှိတယ် carbon dioxide ကလည်း carbon dioxide property ရှိတယ်အဲ့တော့ so elements in mixtures gives their own properties so as now so as separation ease of separation မှာခုနအပေါ်မှာကျွန်တော်တို့က compound က chemically combine လုပ်ထားတယ် so mixtures က physically mix လုပ်ထားတာဖြစ်တဲ့အတွက် separate လုပ်တယ်ဘာလို့ physically separate လုပ်မယ်ဆိုရင် so physically mix လုပ်ထားတဲ့ compounds so sorry mixtures က easy ပါ easy to be separated ပါ so compound ကတော့ physical separation so လုပ်လို့မရပါဘူး chemically separate တော့လုပ်နိုင်ပါအဲ့တော့ so mixtures can be separated from physical means but the elements in the compound cannot be separated by physical means ပါ okay အဲ့တော့ elements compound mixtures ကိုသိသွားပြီဆိုရင်သူတို့ရဲ့ကျွန်တော်ကso pure substance so substance လား impure substance လားကျွန်တော်တို့ပြောရအောင်အဲ့တော့ elements နဲ့ compound နှစ်ခုကိုကျွန်တော်တို့က pure substance လို့သုံးပါတယ်ဆိုတော့ pure substance လို့ပြောတာ substance တစ်ခုမှာတစ်မျိုးတည်းပါတယ်ဆိုတော့ element ဆိုလေ so element တစ်မျိုးတည်းပဲပါတယ် compound ဆိုလေ compound တစ်မျိုးတည်းပါတယ် example ကျွန်တော်တို့ကဒီထဲမှာ oxygen တွေကြီးပဲရှိတယ် oxygen တွေပဲရှိရင်ဒါ oxygen တွေအကုန်လုံးဖြစ်တာဖြစ်တဲ့အတွက်ဆိုတော့ oxygen တစ်မျိုးတည်းပဲရှိတာတဲ့ pure ပါဆိုတော့သူတစ်မျိုးတည်းပဲ pure ပါဆိုတော့တကယ်လို့ container တစ်ခုထဲမှာ carbon dioxide ကြီးထည့်ထားcarbon dioxide ကြီးထည့်ထားရင်လေ compound carbon dioxide compound တစ်ခုတည်းပဲရှိတယ်ဒါကြောင့်မို့သူ့ကို pure substance လို့သုံးပါအဲ့တော့ pure substance ရဲ့ထူးခြားချက်ကစာဘာလဲလို့မြင်သူတို့အားလုံးဒီ melt and boil at fixed temperatures ပါ temperature point တစ်ခုမှာအားလုံးဒီ melt ဖြစ်တယ် temperature point တစ်ခုမှာအားလုံးဒီကျွန်တော် boil ဖြစ်တယ်so impure substance so mixtures ကိုတော့ကျွန်တော်တို့ဘယ်ထဲမှာထည့်လဲဆို impure substance တွေမှာသုံးပါso ဘာလို့လဲလို့မြင် mixtures မှာကျွန်တော်တို့လိုချင်တာဥပမာကျွန်တော်တို့က container ထဲမှာ so maybe aspirin လိုချင်တယ်ပေါ့နော် aspirin molecules လိုချင်တယ်အဲ့ aspirin molecules မှာတခြား particles တွေရောနေso ကိုလိုချင်တဲ့ aspirin particle ပြင်ကျွန်တော် char molecules ရှား particles တွေရောနေမယ်ရောနေလို့ရင်ကျွန်တော်တို့ကသူတို့အားလုံးဒီ so melt လုပ်တဲ့ချိန်မှာတစ်ချိန်နဲ့မလုံနိုင်တော့ so တစ်ချိန်နဲ့sorry melt လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ကသူတို့ရဲ့so substance တွေက so 2မျိုး3မျိုးဖြစ်နေတာဖြစ်တဲ့အတွက်သူတို့ရဲ့ so multi point melt ဖြစ်တဲ့ချိန်ညရင်သူတို့ဒီ so တာမယ်ကျွန်တော်ကပုံမှန်ဆိုရင်ဆိုတော့ aspirin molecules တစ်ခုတည်းပဲရှိတယ်ဆိုရင်138 degree Celsius မှာ so aspirin molecule so particles တွေအကုန်လုံးဒီတစ်ချိန်နဲ့ melt ဖြစ်ဒါပေမဲ့တခြား substance တွေပုံလို့ something ပေါ့တစ်ခုခုရောနေတယ်ဆိုရင် so သူ့ကို melt လုပ်တဲ့ချိန်ညရင် so 138 degree Celsius တဲ့
maybe or so be or melt it. So maybe 128 to 134 degrees Celsius. But not sharp point hold on. So range line so the cut the comment to now. But so to mix low tare pamana but to all. So the show ya 128 မှာဖြစ်နိုင်တယ် pure aspirin mixture ကပေါ့တခြား so impure ဖြစ်တဲ့ so aspirin က130ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့တစ်ခုနဲ့တူမတူနိုင်ဘူးဘလောက် impure ဖြစ်လဲပုံမူတည်သွားပြီးတော့ပြောင်းလဲနေရှိနိုင်တယ်ပေါ့နော်အဲ့တော့သူတို့ရဲ့ multi points ဒီဆိုတော့ရှိတဲ့နာထက်နည်းပါတယ်ဆိုတော့ lower multi point ဖြစ်မယ်ဆိုတော့ boil လို့ရင်တော့ဆိုတော့သူတို့ရဲ့ boiling points တဲ့ဆိုတော့ impure ရှိတယ်ဆိုရင်so fixed point မှာ boil မဖြစ်ဘဲနဲ့ so နည်းနည်းလေးကျွန်တော် boiling point temperature ပို့ပြီးမှအားလုံး boil ဖြစ်တာမျိုးဖြစ်နိုင်တယ်။ဒါကြောင့်မလို့multi point boiling point ရှိမယ် so pure ဆိုရင် sharp point တွေရှိမယ်ဒီလိုမျိုး sharp point ရှိမယ်။အဲ့တော့ impure ဆိုရင် multi point ကရှိတဲ့နောက်ထပ်နည်းမယ် so impure ဆိုရင် boiling points ကကျွန်တော်ရှိတဲ့နောက်ထပ်များမယ်။ဒါကြောင့်မလို့ so pure မှာရှိနေတဲ့ range တဲ့ impure ဖြစ်နေတဲ့ so substance က so range of temperature wide range of temperature ရှိနေအောင်တွေ့ရမယ် multiple နဲ့ boiling point ကပို့ပြီးတော့ကျယ်သွားတော့ကျွန်တော်တို့တွေ့နိုင်အဲ့တော့ so ဒီ multiple နဲ့ boiling point ဟိုကြည်ချင်းအဖြစ်ပြန်ပြီးကျွန်တော်တို့က backward အနေနဲ့ဘာကို conclude လုပ်လို့ရလဲလို့မြင်ရင် so multiple boiling point sharp ဖြစ်တယ်ဆိုရင်အဲ့ဒါဒီအဲ့ substance ဒီတစ်မျိုးလေးပဲပါတယ် so element လည်းဖြစ်နိုင်တယ် compound လည်းဖြစ်နိုင်တယ်တစ်မျိုးလေးပဲပါတယ် so multiple boiling point sharp မဖြစ်ဘူး multiple boiling points ကမျိုးစုံဖြစ်နေတယ် so ရှိတဲ့ multiple point နဲ့နေမယ် so ရှိတဲ့ boiling points တဲ့များမယ်ဆိုရင်သိကြတယ် so ဒီ substance ဒီ so impure ဖြစ်နေတယ် so undesired substance တွေကျွန်တော်တို့မလိုချင်တဲ့ substance တွေပါနေတာကိုတွေ့ရတယ် thank you